ရန်ကုန်မြို့ကြီးမှာရေခဲကြောင်မယောင်မဲ့ကြေးအိုးဆိုင်လေးဖွင့်မဲ့ကိုရှိုင်းစောပရိသတ်များလုံးမင်္ဂလာပါရှင်ဘာမဆယ်လီကနေပြန်လေးကြိုဆိုလိုက်ပါတယ်လူနေချုံကြားစိတ်နေပုံပြဆိုတဲ့အတိုင်းမုံမြတ်တဲ့စိတ်ထားရှိသူရေခဲကြောင်တယ်လေးကိုရှိုင်းစောဟာရန်ကုန်မြို့ကြီးကိုတက်ကမင်းသားတမျှနာမည်ကြီးလို့နေပါတယ်ဇက်ပုံမင်းသမီးကြီးတွေဖြစ်ကြတဲ့အေတီတာတို့နဲ့အတူရေခဲကြောင်နဲ့စားစရာအလှူအတန်းလေးတွေကိုလည်းပြုလုပ်ပေးနေကြတာဖြစ်ပါတယ်တသက်မှာတခါရန်ကုန်ကိုစရောက်ဖူးတာဖြစ်တာကြောင့်ကိုရှိုင်းစောအတွက်ကတော့မပြန်ချင်လောက်အောင်ကိုရန်ကုန်မှာပျော်နေရလို့သိရပါတယ်။သူကိုမြင်တဲ့သူတိုင်းကလည်းမင်းသားတယောက်လိုကိုတွေ့လိုက်ရတယ်လို့ဝိုင်းအောင်ပြီးတော့ဓာတ်ပုံတွေရိုက်ကူးကြပြီးအမတ်တယောက်တွေဖန်တီးနေကြတာဖြစ်ပါတယ်။အဲဒီလိုမျိုးရန်ကုန်မြို့ကြီးကိုရောက်လဲရောက်လာခဲ့ပြီးပျော်နေတဲ့သူကိုရှိုင်းစောကရန်ကုန်မှာအခြေချနိုင်ဖို့အတွက်ဆိုင်လေးတစ်ဆိုင်ကိုဖွင့်ဖို့ကြံစည်နေပါတယ်။ကိုရှိုင်းစောဟာနာမည်ကြီးလူသိများလာပြီးရဲ့နောက်ပိုင်းမှာတစ်တော့ဆက်လီကိုကြေးအိုးနဲ့ပူပေါင်းကအလှူဒန်းတွေကိုပူပေါင်းလုပ်ကိုင်နေကြတာပါကိုကြေးအိုးကနာမည်အတိုင်းပဲကြေးအိုးနဲ့အစားအသောက်လုပ်ငန်းတွေချက်ပြုတ်တတ်တာကြောင့်နှစ်ယောက်ပေါင်းပြီးတော့ရန်ကုန်မှာကြေးအိုးဆိုင်လေးဖွင့်ဖို့အတွက်အကြံရသွားခဲ့ရပါပရိသတ်များစုကတော့ကိုကျွမ်းကျင်ရာရေခဲချောင်းလုပ်ငန်းလေးကိုပဲကိုရှိုင်းစောကိုလုပ်ကိုင်စေခြင်းနေကြပြီးတော့တခြားဆိုင်တွေမဖွင့်စေခြင်းကြပါဘူးကိုရှိုင်းစောရဲ့သမင်ကာလအနေအထားကိုလည်းပရိသတ်တွေကချင်းစေခြင်းနေကြပြီးတော့မကြခင်မှာချင်းသွားတော့မှလည်းဖြစ်ပါတယ်ရန်ကုန်တက်လာတဲ့ရွေချက်ကလည်းသူ့ရဲ့ရေခဲဆက်နဲ့မော်တော်ဆိုင်ကယ်လူပေးခဲ့တဲ့အလူရှင်တွေကိုဂါရဝပြုကျင်တာကြောင့်ဖြစ်ပါတယ်။ရန်ကုန်ရောက်ခိုက်မှာလည်းကိုရှိုင်းစောကအလူအတန်းလေးတွေကိုတတ်နိုင်တဲ့လောက်ပြုလုပ်ပေးနေရပါ။ကိုရှိုင်းစောဟာသူ့ကိုငွေသားတွေလာလှူရင်သူ့ရဲ့ကိုကျိုးအတွက်မသုံးမနဲ့လာလှူတဲ့သူတွေကိုပါကုသိုလ်ပြန်ရစေဖို့အတွက်ရေခဲချောင်းလေးတွေဝယ်ပြီးတော့ပြန်အလူပေးတာမျိုးဖြစ်ပါတယ်။သူ့အနေနဲ့ပတ်စံလေးရှိတဲ့အခါမှာဆိုင်ကယ်အကောင်စားစကူဘီအမျိုးအစားဆိုင်ကယ်လေးကိုဝယ်ဖို့အတွက်အိမ်မက်တွေမှတ်ခဲ့ရပါတယ်။တကယ်လက်ထဲမှာအလူငွေတွေမရင်မတွန့်အောင်ရလာတဲ့ခါမှာတော့သူစီးကျင်တဲ့စကူဘီလေးကိုဝယ်မစီးခဲ့ရှာပါဘူး။ကိုရှိုင်းစောကမွေးကလေးကမိဘတွေနဲ့မနေခဲ့ရပဲအမေဖြစ်သူကို9နှစ်သားလောက်ကတခါပဲတွေ့ခဲ့ပြီးတော့အဖေဆိုရင်တော့ဘလို့ပုံလဲဆိုတာတောင်မသိရှာပါဘူး။ဒီအသက်အရွယ်ကြီးရအောင်လဲမွေးစားမိဘတွေနဲ့ပဲကြီးပြင်းခဲ့ရပြီးတော့ဘလို့လို့ဒီအသက်အရွယ်ရောက်လာမှန်းလဲသူ့အနေနဲ့သိချမသိခဲ့ပါဘူး။ငလင်ပေးကြီးကြုံလာတဲ့ခါမှာတော့ဘသူ့ပေါ်မှာမှမျောလင်းချက်မထားပဲလူတန်းခဲ့တဲ့သူ့ရဲ့ရေခဲချောင်းအလှလေးကြောင့်တိုင်းတိပြည်တိဆယ်လီလေးတယောက်ဖြစ်လာခဲ့ပါတယ်။အခုဆိုရင်တော့ရတဲ့အလှငွေလေးတွေနဲ့ကိုရှိုင်းစောကအင်းလေးဒေသထိပါသွားလှူဖို့အတွက်စီစဉ်နေခဲ့ပါတယ်။သူ့မှာစီးပွားဖြစ်ချင်တာနာမည်ကြီးချင်တာမျိုးမရှိပဲရိုးသားတဲ့စိတ်ရင်းခံလေးတစ်ခုသာရှိပြီးတော့နောက်ဘဝမှာမိဆောင်ဖဆောင်လေးနေခြင်းလို့ကုသိုလ်တွေကိုအမြဲပြုနေခဲ့တာဖြစ်ပါတယ်ငယ်ဘဝဟာအရန်ခက်ခဲကြမ်းတမ်းခဲ့သူဖြစ်တာကြောင့်ကလေးလေးတွေဘဝကိုစာနာနာလေပြီးတော့ကလေးတွေနဲ့အမြဲတွေ့ချင်တာကြောင့်သာရေခဲချောင်းရောက်ဖို့ဖြစ်လာခဲ့ရပါကိုရှိုင်းစောရဲ့ရင်ထဲမှာဆိုရင်တိမ်ငယ်စိတ်ကြီးဟာအမြဲမြစ်တွယ်နေရကြောင်းအမြဲဖျားရှင်ခိုးပြီးတော့ကောင်းမှုတွေပြုရင်းနဲ့နောက်ဘဝကောင်းမှုတွေပြင်ဆင်နေခဲ့ပါတယ်အရှုံးအမြတ်တွေဆိုတာသူ့ဘဝမှာမရှိပဲရိုးရိုးသားသားနဲ့ဘဝကိုဖျက်ဆီးချင်တာဖြစ်ပါတယ်ငလင်ဘေးမှာဆိုရင်လည်းအစားကတော့ကိုရှိုင်းစော်ကဈေးရောက်နေခဲ့သေးပြီးတော့နောက်ပိုင်းမှာလိပ်ပြမလုံလာတာကြောင့်ဝေပေးဖို့အတွက်ကိုပဲဆုံးဖြတ်လိုက်တာပါအားလုံးရဲ့ရင်ထဲမှာပူလောင်နေကြချိန်မှာသူ့ရဲ့ရေခဲချောင်းအလူလေးကကြားရမြင်ရသူအပေါင်းကိုအေးမြသွားစေပါတယ်ရေခဲချောင်းတယ်လေးကိုရှိုင်းစော်တယောက်ရေခဲချောင်းမရောက်မင်းနဲ့အစားတောက်ဆိုင်ဖွင့်ပြရင်ပရိသတ်တို့အနေနဲ့အားပေးကြမှာလားဆိုတာပြောခဲ့ပါအောင်နော်အဆုံးထိကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်